ကမ္ဘာပေါ်မှာအချောက်လှန့်ဆုံးနဲ့အထူးဆန်းဆုံးနေရာတွေထဲကတစ်ခုဖြစ်တဲ့မက္ကဆီကိုနိုင်ငံကအယုဒ္ဓများကျွန်းအကြောင်းကိုတင်ဆက်ပေးသွားပါမယ်။သစ်ပင်တိုင်းမှာမျက်လုံးပြူပြူကိုယ်လက်ရင်ကမစုံလင်နဲ့အယုဒ္ဓပေါင်းရာနဲ့ချီချိတ်ဆွဲထားတဲ့ဒီကျွန်းရဲ့နောက်ွယ်မှာဘလို့ထိတ်လန့်စရာသမိုင်းကြောင်းတွေရှိနေမလဲဆိုတာကိုကြည့်လိုက်ကြရအောင်ပါ။ဒီကျွန်းဟာမက္ကဆီကိုစီးတီးကဆိုချီမီကိုတူးမြောင်းနေတဲ့မှာတည်ရှိပါတယ်။20ရာစုအလယ်ပိုင်းမှာဂျူလီယန်စန်တာနာဘာရီယာဆိုတဲ့အမျိုးသားတူဟာဒီကျွန်းပေါ်မှာတူးတဲ့လာရောက်နေထိုင်ခဲ့ပါတယ်။တချို့ကလည်းသူဒီလိုလာပြီးတယောက်တည်းနေထိုင်တာဟာဘာသာရေးအယူသဲလွန်သူ့ရဲ့နေရက်ကနေပြီးတော့နှင်ထုတ်ခံရတာလို့ဆိုကြပါတယ်။ဒန်နာရီအရကတော့ဘာရီယာဟာဒီကျွန်းပေါ်မှာတယောက်တည်းနေထိုင်ရင်းနဲ့တရက်မှာတူးမြောင်းနေရနေပြီးတော့ရင်းနှစ်သေးဆုံးနေတဲ့မိန်းမငယ်လေးတယောက်ကိုတွေ့ခဲ့ရတယ်လို့ဆိုတဲ့သူဟာဒီ main ကလေးကိုအသက်ရှင်လာအောင်လို့သူအများကြီးစူးစမ်းပြီးတော့ကယ်တင်ခဲ့ပေမဲ့ဒီ main ကလေးကတော့ဝမ်းနည်းစွာနဲ့ပဲတည်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီ main ကလေးတည်ဆုံးသွားပြီးတဲ့သူဝမ်းနည်းနေရပါတော့ကောင်မလေးကိုသူမကယ်လိုက်နိုင်ဘူးစိတ်မကောင်းဖြစ်နေတဲ့အချိန်မှာပဲတူးမြောင်းနေရနေပြီးတော့အယုဒ္ဓကိုမျောလာတာကိုသူကတွေ့ခဲ့တယ်။ဆိုတော့သူကဒီအယုဒ္ဓဟာဒီတည်ဆုံးသွားတဲ့ main ကလေးရဲ့ဝိညာဉ်နဲ့ဆက်ဆက်နေတယ်လို့ယုံကြည်ပြီးတော့ဒီကောင်မလေးရဲ့ဝိညာဉ်ကိုနှစ်သိမ့်ဖို့မကောင်းဆိုးဝါးတွေရန်နေကာကွယ်ဖို့ဆိုပြီးတော့သူကအယုတ်ကလေးကိုရေထဲကနေဆယ်ပြီးတော့တစ်ပင်ပေါ်မှာချိတ်ဆွဲထားခဲ့တယ်။အဲဒီနောက်ပိုင်းကနေစပြီးတော့ဘာရီယာဟာအမိုက်ပုံတွေကနေကောက်ရတဲ့အယုတ်တွေနောက်ပြီးတော့အသီးအနှံတွေနဲ့သူလဲလှယ်ပြီးတော့ရလာတဲ့အယုတ်တွေကိုကျွန်းရဲ့အနှံမှာနေရာအနှံမှာသူကလိုက်ချိတ်ပါတယ်။ဒီအယုတ်တွေအားလုံးဟာပုံမှန်ကောင်းကောင်းမွန်မွန်အယုတ်တွေမဟုတ်ဘဲနဲ့အယုတ်တွေအားလုံးဟာလက်ပြတ်နေတယ်ခြေထောက်ပြတ်နေတယ်ခေါင်းပြတ်နေတယ်အဲ့လိုမျိုးတွေဖြစ်ပြီးတော့နှစ်ပေါင်းများစွာဖုံနေနဲ့အညှိတွေနဲ့တက်နေတာကြောင့်အယုဒ္ဓတွေကအဲ့လိုမျိုးပုံမှန်ချစ်စရာကောင်းတဲ့လူပုံစံနဲ့တော့မတူတော့ပဲနဲ့နတ်ဆိုရုပ်တွေလိုမျိုးဖြစ်နေတာပေါ့နော်ဒီပိုင်ရှင်ကတော့သူကဒီအယုဒ္ဓတွေကိုမတန်ရှင်းဘူးလို့သူကမထင်မဲနဲ့ဒီအယုဒ္ဓတွေဟာဝိညာဉ်တွေကိုကာကွယ်ပေးတဲ့အဆောင်အရှောက်တွေလို့သူကယူဆခဲ့တယ်ညဘက်တွေမှာဆိုရင်အယုဒ္ဓတွေဟာခေါင်းတွေလှဲကြတယ်တယောက်ကိုတယောက်အဲ့လိုမျိုးလက်လှမ်းကြတယ်ဆိုတော့ကောလာဟာလာတွေလည်းမျိုးဒီလူတွေကြားထဲမှာပြောကြတာပေါ့ရှိရပေါ့နော်ဒီကျွန်းကလေမက္ကဆီကိုစီးတီးရဲ့တောင်ဘက်ဆိုချီမီကိုတူးမြောင်းကွန်ရက်ထဲမှာရှိတာပေါ့နော်သူ့စီကိုလှီလေးတွေနဲ့သွားမှသူကရောက်တယ်ပြီးတော့ဒီကျွန်းကသဘာဝကျွန်းမဟုတ်ဘူးရှေးဟောင်းအက်တစ်လူမျိုးတွေဖန်တီးခဲ့တဲ့ချီနာမပါလို့ခေါ်တဲ့ရေပေါ်စိုက်ခင်းကျွန်းတူလေးပေါ့လေဆိုတော့ဒီကျွန်းရဲ့ပတ်လဲမှာအမြဲတမ်းမျိုးရေးဆိုင်နေတယ်တဲ့ပြီးတော့အယုတ်ကလေးတွေကဒီတစ်ပင်ပေါ်ကနေပြီးတော့တွဲလောင်းကျနေတာကြောင့်သူကအမြဲတမ်းအလင်းရောင်မဝင်နိုင်မဲနဲ့ပတ်ဝန်းကျင်ကမှောင်မှောင်မှိုင်းမှိုင်းပုံစံအမြဲတမ်းရှိနေတာပေါ့နော်ဒီလိုနဲ့ပဲ2001ခုနှစ်မှာဘာရီယာကသူအောက်ထဲသူနေတာမဟုတ်တော့ဘူးသူအသက်ကလည်း80လောက်ရှိပြီဆိုတော့သူ့ရဲ့သူ့ရဲ့တူကလည်းသူနဲ့အတူလာနေတယ်သူနဲ့လာနေပြီးတော့သူတို့လူရင်းယောက်ကငါးဖမ်းနေကြတယ်ငါးဖမ်းနေရင်လည်းဘာရီယာဘာပြောလဲဆိုတော့သူ့ကိုတဲ့ရေယောက်ကဝိညာဉ်တွေကလာခေါ်နေတယ်ဆိုပြီးတော့သူကအဲ့လိုလေးပြောပြီးတော့ခဏလဲကြာတော့သူကပျောက်သွားတယ်ပျောက်သွားတော့သူ့ကိုလိုက်ရှာတဲ့အချိန်မှာသူ့ကိုဒီရေထဲမှာမှောက်လျက်သားအနေထားနဲ့တည်ဆုံးနေတာကိုတွေ့ရပါတယ်သူစမ်းတာကသူတည်ဆုံးနေတဲ့နေရာဟာလွန်ခဲ့တဲ့နှစ်90ကျော်လောက်ကပထမဦးဆုံးဒီတူးမြောင်းထဲမှာတည်ဆုံးတာကိုတွေ့ခဲ့တယ်မိန်းကလေးရဲ့အလောင်းအဲ့ဒီအလောင်းကိုတွေ့ခဲ့တဲ့နေရာမှာပဲဘာရီယာတည်ဆုံးသွားခဲ့တာဖြစ်ပါတယ်ခုဆိုလို့ရှိရင်တော့ဒီကျွန်းဟာကမ္ဘာလက်ခီးသားတွေရဲ့ကြားမှာအရန်ကိုနာမည်ကြီးနေပါပြီ Ghost Adventure နဲ့ BuzzFeed Unsolved လိုမျိုးအစီအစဉ်တွေကတော့မှလာပြီးရိုက်ကူးခဲ့ကြပါတယ်။လာရောက်လက်ပတ်သူတွေကတော့ဗာပြောကြလဲဆိုတော့ရုပ်တွေကနှလုံးဖွင့်ကြည့်တယ်။တရုတ်နဲ့တရုတ်လေးတိုးလေးစကားတွေပြောနေကြတယ်ဆိုတဲ့ကောလာဟာလာတွေလည်းရှိပါတယ်။တချို့ကလည်းဆူတောင်းပြေးဖို့အတွက်ရုပ်တွေကိုဝေစားလဲပေးတာတို့အလက်ဆောင်ပေးတာတို့အဲ့ဒါတွေလည်းလုပ်ကြတယ်။2025ခုနှစ်မှာထွက်ခဲ့တဲ့ Lady Gaga ရဲ့ The Dead Dance Music Video လည်းဒီကျွန်းမှာပဲရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဆိုတော့လေဒီကျွန်းပေါ်မှာရှိတဲ့အယုတ်တွေထဲမှာ Augustina လို့အမည်ပေးထားတဲ့အယုတ်ကတော့ထူးခြားဆုံးပါပဲ။ဒီ Julian Barria ကျွန်းပိုင်ရှင်အမျက်နှိုးဆုံးအယုတ်ဖြစ်ပြီးတော့သူ့ရဲ့အိတ်ခမ်းထဲမှာတည်တံ့ထားရှိတယ်လို့ဆိုရဲ။ဒါရောက်လည်းပတ်တဲ့သူတွေကဒီအယုတ်စီမှာကံကောင်းခြင်းတွေဆူတောင်းခြင်းတွေပြုဖို့အတွက်ငွေကြေးနဲ့လက်ဆောင်တွေပူဇော်ခဲ့ကြပါတယ်တဲ့။ဒီအယုတ်ဟာကျွန်းကိုဆောင်ရှောက်တဲ့အယုတ်လို့လည်းအားလုံးကယုံကြည်ထားကြပါတယ်။သဘာဝမဖြစ်ရတဲ့ကိုမယုံကြည်တဲ့စိတ်ပညာရှင်တွေနဲ့လေ့လာသူတွေကတော့သူတို့ကတော့တမျိုးမြင်ကြတာပေါ့နော်။စိတ်အာရုံခြောက်ခြားမှုလို့မြင်ကြတယ်။ Julian Barria ဟာတကယ်တော့မိန်းကလေးတယောက်ရှင်နဲ့တောင်မြင်ခဲ့တာမဟုတ်ခင်နဲ့တယောက်တည်းအထီးကျန်စွာနေထိုင်ရလွန်းစိတ်ကူးရင်မှုတွေနဲ့
hallucination တွေဖြစ်ပေါ်လာတာဆိုပြီးတော့တချို့ကယူဆပါတယ်အယုတ်တွေကောင်းလှုပ်တာမျက်လုံးတွေလှုပ်တာအဲ့ဒါတွေကတော့လေတိုက်တာပဲဖြစ်ဖြစ်အယုတ်ထဲမှာအတိုက်လုံနေတဲ့ပင်ကူတွေကိုမွားတွေကြောင့်ပဲဖြစ်ဖြစ်အဲ့ဒီဟာတွေနဲ့ဖြစ်နိုင်တယ်ဆိုပြီးတော့သိပ္ပံနည်းကြရှင်းပြဖို့လည်းကြိုးစားကြပါတယ်အဲ့ဒီတော့ဒီကျွန်းတည်ရှိတဲ့ဆိုရှီမီကိုနယ်လီဟာ1988ခုနှစ်မှာ UNESCO ရဲ့ကမ္ဘာအမွေအနှစ်စာရင်းဝင် World Heritage Site တစ်ခုနေရာဖြစ်လာခဲ့ပါတယ်ဒါဟာအယုတ်တွေကြောင့်နေမကဘဲနဲ့ရှေးဟောင်း Aztec ခေတ်ကလေးကကျန်ရှိခဲ့တဲ့စိုက်ပျိုးရေးတူမြောင်းစနစ်တွေကြောင့်ပဲဖြစ်ပါတယ်။ဒေသခံလေလော်သမားတွေရဲ့အဆိုအရတော့ညဘက်တွေမှာကျွန်းပေါ်မှာမီးအောင်မြင်ရတယ်။လူတယောက်လမ်းလျှောက်နေတဲ့အရေးဒီမြင်ရတယ်ဆိုပြီးတော့ပြောကြတယ်။ဒါကျွန်းပိုင်ရှင်ဟောင်းဘာရီယာရဲ့တည်ဆုံပြီးတဲ့နောက်မှာတော့သူ့ရဲ့အယုတ်တွေကိုဆက်လက်ဆောင်ရှောက်ဖို့ကျွန်းကိုပြန်လာနေတာလို့ဒေသခံတွေကယူဆကြပါတယ်။ခုနောက်ပိုင်းမှာတော့ခရီးသွားတွေအများများလာတဲ့အတွက်မူလကကြောက်စရာကောင်းတဲ့ကျွန်းဟာစီးပွားဖြစ်တဲ့နေရာတစ်ခုတောင်ဖြစ်လာနေပါပြီ။မူလကျွန်းသွားတာဝေးတဲ့အတွက်လေလော်သမားတို့ချို့ကခီးသွားတွေကိုလမ်းဝမှာနေအယုံများကျွန်းတူရီစီကိုပို့ခဲ့ကြပါတယ်တဲ့။ဒါကြောင့်ခီးသွားတွေအနေနဲ့အကျွန်းအစ်စ်ကိုရဖို့အတွက်ကိုတော့မှသေချာစုံစမ်းရတယ်လို့ဆိုပါတယ်။နောက်ဆင်သူတွေအနေနဲ့လည်းမက္ကဆီကိုနိုင်ငံကိုရောက်ခဲ့မယ်ဆိုလို့ရှိရင်နာမည်ကျော်အယုံများကျွန်းကိုတွားရောက်ကြည့်ဖို့ကျွန်းအစ်စ်ကိုရောက်ရှိအောင်တွားရောက်ကြည့်ရှုဖို့အတွက်ကိုတိုက်တွန်းလိုပါတယ်။အားပေးနှဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။ကောင်းသောညလေးဖြစ်ပါစေ။